အေးရတော့ဖြိုမပြတော့ဘူးနိုးအေးရတော့ဒီမှာအမွေးနှမ်းစီအချိုရည်ထည့်ပြီးတော့နိုးအေးလုပ်လိုက်တာပါခွက်အသေးလေးတစ်ခွက်တော့ဖြိုပြလိုက်အောင်မယ်နော်တင်ငန်းစာမှာဟုတ်ကဲ့အခုဖာလူတာဖြိုတဲ့ဖြိုစက်နီးလေးကိုသင်ကြားပါမယ်ရှင်မဦးဆုံးပါဝင်ပစ္စည်းများနဲ့မိတ်ဆက်ပါမယ်ဒါကနို့အီပါ2လီတာကျော်ထားပါတယ်ဒါကရောင်စုံဂျယ်လီစီလေးများပါထိုင်းရလာတာပါအိတ်ခွန်ကဒီအိတ်ခွန်လေးပါနော်ရောင်စုံဂျယ်လီစီလေးများပါပြီးတဲ့အခါမှာမျိုးရုပ်ကိုယ်တိုင်လုပ်ထားတဲ့အယောင်ချဲထားတယ်ရောင်လေးမျိုးချဲထားတယ်ဂျယ်လီလေးတွေပါရောင်လေးမျိုးချဲထားတယ်နော်ရောင်လေးမျိုးချဲထားတဲ့ဂျယ်လီလေးတွေပါပြီးတဲ့အခါမှာဖြောဆက်ဖို့အတွက်စလုံးပြီးတဲ့အခါမှာဒါကကြတော့ဖာလူတာအစီပါဖာလူတာအစီနော်ဖာလူတာအစီ100မီလီထည့်ထားတာပါဒီ5မျိုးပေါ့1မျိုး2မျိုး3မျိုး4မျိုးအကြီးလေးနဲ့5မျိုးအဲ့ဒီ5မျိုးကကြတော့ကျမတို့ကပမာဏအားဖြင့်ရေ1900မီလီမှာသူ့ကို1000မီလီထည့်ပါမယ်ပြီးတဲ့အခါမှာဖာလူတာစီက100မီလီထည့်ပါမယ်အဲ့ဒါဆိုစုစုပေါင်း3000မီလီ3လီတာဖြစ်သွားပါမယ်ဒီလိုဘူးလေးများနဲ့ဆိုလို့ရှိရင်ဒါ300မီလီဘူးပါဒီလိုဘူးကဒါပိုးတက်ထားတာပါဒီလိုဘူးလေးများနဲ့10ဘူးရပါမယ်နော်ဒီခါလေးအစင်လိုက်တင်သွားမယ်နော်ဟုတ်ကဲ့ကျမတို့ဒီဖြော်ရည်လူဖြော်ရည်ကိုကျမတို့ထည့်ပါမယ်ဒီခွက်ထဲမှာအုပ်စုံထည့်ပါမယ်ထည့်တဲ့ခါမှာစကားလေးခံပြီးတော့ထည့်ပါမယ်အဲဒီတော့မုံမလေးတွေခဲလေးပိုင်းဒီနေရာမှာကြံခဲ့အောင်1လီတာထည့်ပါတယ်ဆိုတော့ခုနတုန်းက1000ခုကမီလီခုက900မီလီထည့်မယ်စကားလေးနဲ့စစ်ထည့်မယ်1900မီလီထည့်လိုက်ပါပြီနုဖက်လေးဟိုမွားလေးကျန်နေနော်1900မီလီထည့်လိုက်ပါပြီ1900မီလီထဲမှာဆိုလို့ရှိရင်ကျမတို့ကဒီဂျယ်လီရောင်စုံလေးတွေကိုလည်းထည့်ပါမယ်ဂျယ်လီရောင်စုံလေးတွေကိုကြာတော့ကျမတို့က1000မီလီထည့်ပါမယ်သူခွက်သေးကိုဒါ1000မီလီခွက်ပေါ့နော်1000မီလီခွက်သေးကို1000ဂရမ်မှာပြည့်အောင်ထည့်ပါမယ်1000ဂရမ်ဆိုတော့200ဂရမ်စီထည့်သွား200ဂရမ်စီပေါ့တမျိုး200ဂရမ်စီထည့်ရဘူး30တာပေါ့နော်ဘူး30တာသူကတဘူး300မီလီပါတယ်အတွက်ကြောင့်မလို့ဘူး30တာဖြိုနေတာပါဟိုဂျယ်လီလေးတွေကဒီတုံးထားတဲ့ဂျယ်လီလေးတွေ
တဲ့ရေခဲတက်တာထဲမှာပြင်ထည့်တယ်နော်ကိုကနှိုးကြိုနေတဲ့အချိန်မှာတုံးထားတဲ့ဂျယ်လီလေးတွေကိုမထိခိုက်ရအောင်ရေခဲတက်တာလေးပြင်ထည့်တယ်ပြီးတဲ့အခါကျတော့လေဒီဖြော်တဲ့ဟာတွေကြောက်ဂျယ်လီလေးတွေကိုတုံးတဲ့အခါတွေဂျယ်လီတုပ်တွေကိုကင်တဲ့အခါတွေပေါ့ခုလိုနွားနို့ကိုကြိုပြီးတော့အေးခံပြီးတဲ့အခါတွေမှာကင်တဲ့အခါတွေပေါ့ကျမတို့ကလက်အိတ်တွေကိုတုံးပြီနော်ခုလိုနှမ်းသက်သွားပြီဂျယ်လီလေးတွေနှမ်းသွားတဲ့အချိန်မှာကျမတို့ကဖာလူဒါအစီကိုထည့်ပါပြီဖာလူဒါအစီ100မီလီပါဒီဘက်ကကြည့်ပြရနော်100မီလီပါထည့်ပါပြီရှင်အေးလူတင်နဲ့ပြောထားတဲ့ဒီစီလေးဒီတူးမှဝယ်လို့ရရနော်ဟုတ်ကဲ့ဖာလူဒါနဲ့လူမွေးနေရောပဲဟုတ်ကဲ့အခုဒါနှစ်ပတ်ခံလို့ရင်းနဲ့ဆော်ရတဲ့အကြောင်းမလို့နှစ်ပတ်ခံဖာလူဒါရပါပြီဒီလိုပဲကျမတို့ဒီမှာဖြော်ထားတယ်ခဏခံလို့ရင်းနဲ့ကျမတို့ဖြော်လိုက်တဲ့အခါဆိုရင်ကျမတို့က2လခံဖာလူဒါအရေးဟောဒီလိုရပါမယ်နော်ရောင်နဲ့ရတာလေးတွေကိုမြည်ဆန်းဖို့လည်းလိုပါတယ်နော်ကြည့်ရပါဦးမယ်ကိုကဒီလောက်ကင်တဲ့အခါမှာစနစ်ကြဖို့ကအရောင်နံလေးတွေကပြီးတဲ့အခါမှာမိမိတို့စားသုံးတဲ့အခါမှာအဆင်ပြေပြီဆိုလို့ရှိရင်တခါလေးပူတူလို့ရတယ်ပြီးတော့အဲ့ဒီစံချိန်စံညွှန်းဖော်မြူလာကိုတခါလေးတင်ထားရမယ်နော်ဥပမာဆရာမတို့ကအငံတက်နေနေငန်တက်ထည့်တာအချိုးနေနေချိုးထည့်တာမျိုးလုပ်လို့ရပါတယ်နော်ဒီအခါမှာလက်တွေနဲ့မကင်ပါနဲ့နော်တစလေးတွေမဝင်ပါစေနဲ့နော်ဒီအခါမှာလေစူးနဲ့ခတ်ပြီးတော့ဒီတော့ပြန်ထည့်ပါနဲ့နော်တော်ကောင်းပါလေဒီဖာလူဒါအရင်မိုက်ပါနော်โอเคဒါနဲ့ဆင်မအယောင်လေးထည့်ခြင်းသေးတယ်အယောင်လေးထည့်ခြင်းသေးတယ်ညာအနီရောင်လေးဆင်မအယောင်လေးကိုထည့်တယ်ဘာလို့လဲဆိုတော့ဘူးတွတ်တဲ့အခါမှာအယောင်လေးပိုလှအောင်ခုနအယောင်လေးကမလှဘူးလားဆိုတော့လှတယ်ဘူးတွတ်ထားမှာဆိုတော့ကြာတဲ့အခါမှာအယောင်လေးကဖြော့သွားမှာလို့ဆိုရတယ်အဲကြောင့်မလို့ရောင်လေးကိုခုနကတော့1မီလီထည့်တယ်အခုတစ်ခါနောက်ထပ်1မီလီထပ်ထည့်တယ်2မီလီထည့်လိုက်တယ်နော်ဆိုပါ300မီလီပမာဏမှာဆီယာမကအရောင်လေးကို3မီလီထည့်ပါတယ်ပြီးရင်တစ်ခါလေးပူတူပြမယ်နော်ပြီးရင်တစ်ခါလေးပူတူပြမယ်ဒါကဆီယာမတို့ကသူကဒီမှာကျွန်တော်တို့ပိုးသက်ထားတာဒါလေးကလည်းပိုးသက်ထားတာဒါလေးဒီနဲ့ခါလေးဘူးတုတ်ပြပါမယ်နော်ဘူးတုတ်တဲ့ခါမှာသူကဒီလေဘင်းပေါ့အရှိကလေးရဲ့အောက်နားလေးပေါ့ပြေးရင်မလုပ်နဲ့နော်အရှိကလေးရဲ့အောက်နားလေးတွေ့လားအရှိကလေးရဲ့အောက်နားလေးထားပြီးပါပုံနေရလေဒီအခါမှာပုံကိုဒီပုံလေးဒီဘူးလေးကအဲ့လိုထိချိုင်တယ်နော်ဖြောက်ဆိုပြီးတော့အဲ့အတူပိတ်သွားတယ်အဲ့ဆိုလို့ရှိရင်ခါလူတာတပူရပြီနော်ညလာနော်ညလာခါလူတာတပူရပါပြီရှင်ဒီအခါမှာတော့တပူထည့်ပြအောင်နောက်ဘူးကမျိုးစားလေးတစ်မျိုးပါကျမတို့တုံးတဲ့အခါမှာလည်းနော်ဟိုဂျယ်လီလေးတွေတုံးတဲ့အခါမှာလည်းကျမတို့တုံးတာလေးအဆင်ပြေရနော်တုံးတဲ့ဂျယ်လီတုံးတာလေးအဆင်ပြေတဲ့အခါကျတော့သူကကြတော့200မီလီခန့်သာရှိပါတယ်သူ့ကိုလည်းလေဘင်းကြီးအထိထည့်ပါမယ်ဘူးပုံစုံလေးထိပေါ့နော်ဘူးရစ်လေး